guys မမီကိုနေရမှာစာဘလို့ရေးရလဲလို့ပြောထားတဲ့လူတွေရှိပါတယ်အဲ့ဒါကြောင့်ကိုစနေဒီနေ့မှာတော့နေရမှာကိုပြတ်သွားဖြစ်ပါတယ်ဒီမှာလည်းစညာလေးတောင်းမှပါတယ်ဒီစင်တော့စနေတို့တွေလက်ရှိကြောက်ကြတယ်နော်နောက်လည်းစနေတို့မီနူးထဲကိုသွားလိုက်ပါဘာလို့ဆိုရင်ဘလော့ထဲကိုသွားပါပြောပြီးဆိုရင်စနေတို့တွေဒီတော့နော်ကွန်ပျူတာလို့ပါအဲ့ဒါလေးတွေကိုပါပါအဲ့ဒါလေးတွားပါပြီးဆိုရင်ဒီမှာတော့အများကြီးရှိပါတယ်ဆိုရတော့ဒီ wall ဆိုတာလေးကိုပဲနှိပ်လိုက်တော့ပါတယ်ဒီပါ wall လေးရပြီဆိုရင်စနင်တို့တွေလည်းရွှေ့လိုက်ပါပြီးပြီဆိုရင်ဒါ oden ဆိုတာလေးကိုရှိပါတယ်အဲ့လေးကိုနှိပ်လိုက်ပါ oden ကိုနှိပ်ပွားပြီဆိုရင်ဒဲဆိုတာလေးရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါစကပေါ်တယ်ဘောနော်ဒါနဲ့စနေရအဲ့ဒါလေးချင်ပါအောင်အဲ့လိုရေးဆက်ရှိတာရေးလို့ရပါတယ်စနေအိုက်တော့ဖြစ်တယ်မမယုံနာမည်လေးကိုရေးပြလိုက်ပါမယ် y o o n zo ပေါ့နော်ဒီဗီဒီယိုလေးကိုမမယုံနေရဆိုရင်လည်းဟိုပါလေလောက်ပြီပေါ့နော်follow လုပ်ခဲ့ပါမယုံရဲ့ဟာလည်းပတ်စံမှာပေါ့နော်တဲလေးလည်းအများကြီးရှိပါတယ်မကြည့်မိုက်ပါတယ်ရုံမျိုးတွေလုပ်လို့ရပါတယ်နောက်တစ်ခုကကြတော့ပတ်စံအင်ဂျင်နီတဲ့ကဲပါရှင်းပြပြမယ်ဒီနေ့ကိုပါလိုက်ပါဘာလို့ဆိုရင် Chinese address ဒါပါလို့ဒီအဲ့ထဲကိုသွားလိုက်ပါတွားပြီးဆိုရင်ဒီလိုပြောလိုက်ပြီးမှတော့ပတ်စံရင်ပေါ်နေဘူးပေါ့နော်ဒီညမှာတော့ပေါ်ရင်ပေါ်မယ်ဒီညမှာတော့ပေါ်ရင်ပေါ်ပေါ့နော်ဘာစလို့ပေါ်နေပါ့ရှာကြည့်ရပါလေဒီမှာတော့ရှာလိုက်ဘူးနော်ဒီမှာရှိပါတယ်ဒီညာလေးပေါ့နော်ရပါမယ်ဆိုတာဒီညာလေးကိုနှိပ်ပါဒီညာလေးကိုနှိပ်ပါပြီဆိုရင်ဒီဒါရှိတယ်အဲ့နှစ်ခုတည်းကကိုကြိုက်တဲ့အောင်ယူလို့ရတယ်စနေတော့လက်ဟမ်းနဲ့ယူလိုက်ပါတယ်အမကူကဒီမှာကြည့်ဒါတွေလည်းရှိရစနေတော့မရှိပါဘူးဒါတွေရောအများကြီးရှိပါတယ်စနေတော့ဒီမှာကြည့်ကွာအိုးတွေရောပါတွေရောပတ်စံအိတ်တွေမှာဒါတွေကြိုက်တာယူလို့ရပါတယ်ကိုကဗီဒီယိုရိုက်မှာပဲဖြစ်ဖြစ်ဘာလုံးမှာပဲဖြစ်ဖြစ်ပေါ့နော်အများကြီးရှိပါတယ်နောက်ဆိုစနေတို့ရွယ်တဲ့ဟာလေးပါဒီခုရှိရပါတယ်လုတ်ပြလိုက်ပါပြီနော်ဆိုရင်ကြောက်သွားတော့ပါမယ်စတာပါလုတ်ပြလိုက်ပါပြီနောက်တစ်ခုကကြတော့